ကိုယ်လေးအားစနေတဲ့ဒီကောင်းကမှဥနေဝေးသူရဲ့အောင်ဒါဒီလူကအတိမပြုပါရဲ့ခင်ဗျာဟုတ်ကဲ့ပါရှင်ခုလိုပြောကြားပေးပါတဲ့မန္တလေးတိုင်းဆိုရအဖွဲ့တရားစာချုပ်နဲ့သဘာဝပတ်ဝန်းကျင်ပြည်ထောင်စုဝန်ကြီးဦးမျိုးသစ်ကိုကျေးဇူးတင်ရှိပါတယ်ရှင်ခန်းအစီအစဉ်7အရာတိုင်းဒေသကြီးတော်ကိုယ်စားလှယ်ဒေါ်သဲစုဝေကပြောကြားပါ